ကဲ new hero တကောင်ဖြစ်တဲ့ cameraman လေးကတော့ mobile legend လက်အော်တောင်ကိုရောက်ရှိနေပါပြီဗျာဒီ hero ရဲ့ skill ပတ်တွေကိုအနားလဲဆုံးပြအောင်ကျွန်တော်ရှင်းပြပေးမယ် skill 1တော့တာမယ် stand တစ်ခုတော့ဟုတ်တယ်ဒါပေမဲ့ skill 2နဲ့တွဲပြီးတော့ combo သုံးလို့ရမယ် movement speed stand တစ်သေးပဲ stand နှစ်ခုတိတိပါတယ်ဗျာ ultimate ကတော့ဒီ hero မှာအမိုက်ဆုံးဖြစ်သလိုသူများနေတော့ကိုယ့်ဘက်ကတင်ရသူတွေပါခဲလို့ရတယ် Granger နဲ့ combo တွဲရင်တော်တော်လေးကိုမိုက်တဲ့ combo တွဲလို့တစ်ခုဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ gameplay မှာလည်း Granger နဲ့သူ combo ဆော့ပြပေးထားတယ်ကဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်ကျွန်တော် stream မိုင်နဲ့ဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook channel TikTok channel နဲ့ YouTube channel မှာ like and subscribe like and follow လုပ်ပေးသွားကြပါဦးခင်ဗျာ